ရင့်ကျက်သင့်ပါပြီလူတစ်ယောက်ရင့်ကျက်တယ်မရင့်ကျက်ဘူးဆိုတာအသက်နဲ့လည်းမဆိုင်ဘူးပျော်ပျော်နေတတ်တာခက်တီတီနေတတ်တာနဲ့လည်းမဆိုင်သလိုဘွယ်ဘဏ္ဍကူရထားတဲ့ဆိုတာနဲ့လည်းမပတ်သက်ဘူးတကယ်တော့ရင့်ကျက်မှုဆိုတာအတွေ့အကြုံကနေဖြစ်လာတဲ့ခံယူချက်တစ်ခုပဲကျွန်တော်အကြိုက်ဆုံးကတော့ဆရာလင်္ကာကြီးကျော်ပြောမှုတဲ့စကားလေးရင့်ကျက်တယ်ဆိုတာတခြားလူဘက်ကတွေးပြတတ်တာကိုခေါ်တာတဲ့ဆရာပြောမှရှင်းသွားတယ်ရည်သားထားကစားဆိုတယောက်နဲ့တယောက်တဝင်တူကြတယ်ဟိုအမိုးနဲ့ဒီလိုမိုးနဲ့ချုပ်ချယ်ကြတယ်ကြီးလာတော့သူ့ရဲ့လွတ်လပ်ခွင့်ဆိုတာကိုနားလည်ပေးနိုင်လာကြတယ်ငငယ်ကကိုဖြစ်ချင်တာကိုလိုချင်တာပဲသိတယ်မိဘကိုပူဇော်တယ်မိဘနဲ့ပြဿနာတွေတက်တယ်ကြီးလာတော့ဒါတွေနဲသွားတယ်ဘာလို့ဆိုတော့မိဘရဲ့နေရာကိုဝင်ကြည့်တတ်လာလို့ပဲအလုံးမှလည်းဒီလိုပဲမင်းကြိုင်ရင်အလုံးမှအဆင်ပြေနိုင်မှာမဟုတ်ဘူးငါဒီလောက်လုပ်ပေးရနဲ့ငါဒီလောက်အဆင်ပြေပြေနေရနဲ့သူတို့ကဘလို့လို့ငယ်တုန်းကတော့စူးစမ်းရင်ဘာမဆိုဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့ဘူးပါတယ်လက်တွေ့ဘဝမှာတော့ဘာတွေကိုစူးစမ်းရမယ်ဘာတွေကိုလက်လူရှုတတ်ရမယ်ဆိုတာသဘောပေါက်သွားခဲ့ပြီဒါဆိုတင်ရင်ကျက်လာပါပြီအရှုံးဆိုတာနာကျင်စရာမဟုတ်သလိုအဆုံးသက်လည်းမဟုတ်ဘူးဆိုတာသိသွားပြီအရှုံးတွေနဲ့မကြာခဏဆိုသလိုယဉ်နီးလာရပေမဲ့အရှုံးသမားဆိုတဲ့တစိမ့်ကပ်မခံရအောင်သင်ခန်းစာတွေယူတတ်လာခဲ့ပြီဒါဆိုတင်ရင်ကျက်လာပါပြီဟိုးတုန်းကတင်ယူရဲဆိုတာဂုံနိုင်ဖို့ဆိုတဲ့ဥတီချက်ပဲရှိခဲ့တာနောက်ပိုင်းမှာတော့တင်ယူရဲဆိုတာအသုံးချဖို့မျှဝေဖို့စတဲ့အတွေးခေါ်ကြောင်းရာတွေနဲ့တင်ယူလာတယ်ဒါဆိုတင်ရင်ကျက်လာပြီဝမ်းနေနေပေမဲ့ပြုံးနေမိတယ်ရင်ထဲဝမ်းသာပေမဲ့တည်ငြိမ်အောင်နေပါတယ်ဒါဆိုတင်ရင်ကျက်လာပါပြီလူဆိုတာအကောင်းနဲ့အဆိုရောနေတဲ့သူတွေမှသိလာရတယ်ဒါပေမဲ့ကောင်းတဲ့အချက်တွေကိုပဲမြင်အောင်ကြည့်ပြီးစိုးရာတွေကိုလစ်လူရှုတတ်လာပါမယ်ဒါဆိုတင်ရင်ကျက်လာပါပြီအစာပိုင်းမှာလူတွေသတ်မှတ်ထားတဲ့အောင်မြင်မှုကိုရှာတယ်နောက်ပိုင်းမှာတော့ကိုယ့်ရင်ထဲကယုံကြည်နေတဲ့အောင်မြင်မှုကိုပဲရှာတော့တယ်ဒါဆိုတင်ရင်ကျက်လာပြီဘယ်အချိန်မှာဘာပြောရမယ်ဘယ်အချိန်မှာနှုတ်ဆက်ရမယ်သင်ကောင်းကောင်းသိလာပြီဒါဆိုတင်ရင်ကျက်လာပြီလူတွေရဲ့စကားကိုဂယူးမဆိုင်တတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့သိက္ခာတရားကိုတော့ဂယူးဆိုင်တတ်လာပြီဒါဆိုတင်ရင်ကျက်လာပြီအစိုးရနဲ့ကြုံရတိုင်းဝမ်းမနေတတ်တော့ဘူးဒါတွေဟာအခိုက်အတန့်ပဲဆိုတာသင်သိသွားပြီဒါဆိုတင်ရင်ကျက်လာပြီ